So ကရင်ဘက်ခုမှဆော့ဆော့တူတွေမဖြစ်နေတည်ထားတဲ့အချက်9ချက်နံပါတ်1 promotion fat တွေကိုပြပွဲကြကြသိတာပါဂေးထဲမှာအရေးကြီးဆုံးက promotion ဖြစ်ပြီးတော့အဲ့ဒီ promotion တွေကိုတိုးပြီးတော့ character နဲ့ report တွေကိုထုတ်လို့ရတယ်ပေါ့နော် promotion တွေရလာရေး winner quite friend နဲ့ပြောရရင်ပန်းရော်လို့ပေါ့အဓိကဝယ်ပါဒါ limited banner နဲ့ရှားပါ character တွေကိုဖောက်တဲ့နေရာမှာတိုးလို့ရပါတယ်နောက်တစ်ခုကတော့အပြာရောင်လို့ပေါ့ဒါကို promotion နဲ့လောကမွေပါနဲ့ game ဆော်ရင်းနဲ့ free ရတာပါအဲ့ဒီ free ရတဲ့လုံးနဲ့ပဲဖောက်ပါ promotion နဲ့မွေပြီးပါတယ်နဲ့အဲ့ဒါက game ကကိုယ့်ရဲ့ကြိုက်တဲ့ character တွေကိုဖောက်တဲ့နေရာမှာတိုးလို့ရပါတယ်နံပါတ်2 character တွေကို level လိုက်မတည်ပါနဲ့အဲ့ဒါက game ဆောက်ပေးမှာ character အများကြီးရနိုင်ပြီမဲ့အကိုတို့ level လိုက်တက်လိုက်မယ်ဆိုတော့ result တွေကပြတ်သွားပါလိမ့်မယ်ကိုဒီကတရားမယ့်ချက်ကတော့ကိုကြိုက်ဆို main team ရဲ့ hero နဲ့ကိုရွေးထားတဲ့ support တော့ကိုပဲအရင်ဆုံးဦးစားပေးပြီးတော့တင်းတင်းစီအာရုံစိုက်ပြီးတင်ပေးပါအကိုတို့လိုက်တက်မယ်ဆိုတော့နောက်ပိုင်းမှာ wall level မြင့်သွားတဲ့ခါကျရင် monster တွေကိုမနိုင်ဘဲနဲ့ဖြစ်သွားပါနိုင်ပါတယ်ဒါလည်းခင်းနောက်ပိုင်းမှာပြီးလာမယ့်ဟာတွေပေါ့နော်ဆိုနံပါတ်3ကတော့ elephant တွေကို level 45မရောက်ခင်မရှာပါနဲ့ character တွေကိုတက်ဖို့တဲ့ elephant ကလိုအပ်ပါတယ် KS ဘက်မှာ elephant တွေကတိတ်မကောင်းပါဘူးရတဲ့ elephant တွေကတိတ်မကောင်းဘူးပေါ့အဓိကမှာရမယ့်ချက်ကတော့အဓိကရှာရမယ့်ချက်ကတော့ adventure level 45မရောက်ခင် elephant domain တွေကိုရှာရတဲ့နေရာမှာချိန်မပြောပါနဲ့ဘာလို့လဲဆိုတော့လမ်းပြခေါ်ရတဲ့ elephant တွေဘိုးတွေကိုတိုက်ခိုက်ပြီးရလာတဲ့ elephant တွေရာရီသုံးထားပါဒါကဘာဖြစ်လို့လဲဆိုတော့ run level 45ရောက်ရတဲ့အားကြမှာအရွှေရော 5 star elephant တွေကိုတေချာဖို့ကြာမှာမလို့အဲ့ဒီရှာမှာပဲတူးကြပါတော့နံပါတ်4လက်ချမ်းကွေး3လေးတွေလောကမတုံးဘူးလားခင်ဗျဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလက်ချမ်းကွေးတိုးလေးဟာဂေးတဲ့ရေးကြီးသောဟာတွေကတစ်ခုပေါ့နော်အဲ့ဟာဘာတွေလိုအပ်လဲဘာဖြစ်လို့လိုအပ်လဲဆိုတော့ elephant တွေကိုလက်တူထဲမှာလိုအပ်တဲ့ပစ္စည်းပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဂေးစားပိုင်းမှာအဲ့ဒီလက်ချမ်းကွေးတိုးလေးကိုလောကမတုံးမိပဲစုထားပါအဲ့ဒါတွေကပုံမှာပြောခဲ့တဲ့ adventure run 45ရောက်လို့ elephant ကောက်ကောက်ရှာတဲ့ခါကျမှအရင်တက်ဖို့ရှိတဲ့ဟာဖြစ်ပြီးတော့ကိစ္စပိုင်းမှာရောင်လို့မသုံးမိပါစေနဲ့အဲ့ဒါကိုကျက်တဲ့ elephant နဲ့ကို character နဲ့လိုက်ဖက်မဲ့ elephant ကိုလိုက်ရတဲ့နေရာမှာပဲသုံးပါနံပါတ်5ဓာတ်ပြမှုတပ်ပွားတရားကိုနားလည်အောင်လုပ်ပါဒါကဘာကိုဆိုလိုလဲဆိုတော့ကရှင် epic ကရိုးရိုးရက်ရက်တဲ့တိုက်ကြီး9မျိုးပုတ်ဆက်ပြီးတက်ခိုက်တာပိုပြီး damage ထွက်စေတဲ့ခေပါဥပမာမီပိုင်ရိုနဲ့ရေဟိုက်ဒရိုတို့ပေါင်းပြီးတော့ချမယ်ဆိုတော့ vessel ဆိုတဲ့ damage 20ထွက်စေပါတယ် vessel ဖြစ်ပြီးတော့ damage ကို20ထွက်စေပါတယ်ဒါအပြင်ရေခဲစီရောနဲ့လက်ရဆက် electro တို့ပေါက်တဲ့ super gadget ဖြစ်ပြီးတော့ damage ပိုထွက်စေတယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါပေါပြီးတက်ခဲ့မယ်ဆိုတော့ရန်သူကဘယ်တော့ပဲ damage ထွက်နေပါစေဘယ်တော့ပဲ defense များနေပါစေအဲ့ဒါနဲ့ခုနဲ့ပေါင်းပြီးချမယ်ဆိုတော့ damage ကပိုပြီးထွက်စေပါတယ်ပိုပြီးတော့ဘောတက်မြန်ပါတယ် okay so ဒီ9ချက်ကိုလက်နာပြီးတော့ဆော့မယ်ဆိုတော့ Genshin Impact player အနေနဲ့စစ်စင်ပြပြအနေနဲ့ဆော့ရမှာဖြစ်ပြီးတော့ခေကိုလူပြပန်းတာမျိုးလည်းမဖြစ်တော့ဘူးပေါ့နော် okay ဆိုတော့အားလုံးပဲ collab ပါကျွန်တော်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ပါမယ်ဒီဗီဒီယိုလေးမှာအမှားတွေအများကြီးပါပါတယ်ကျွန်တော်ခုမှဗီဒီယိုစလွှဲတဲ့အမှားပါရဲ့ sorry ပါဗျ okay ဆိုတော့ bye bye